ခရိုနီသတင်းကြီးရဲ့မျိုးဆက်ပထမဆုံးရင်သွေးလေးကိုလွှဲချရပြီဖြစ်ကြောင်းသတင်းတွေထွက်လာတဲ့ဝမုံရွှေဒီနေ့မှာတော့နုပညာလောကသားမှာအားလုံးကမျက်စိတောက်ထောက်ကြည့်နေရတဲ့အားလုံးကအားကြားတဲ့ဇုံတွေရဲ့သတင်းထုတစ်ခုကြောင်းပြောပြပေးချင်ပါတယ်။ဟုတ်ပါတယ်ဒါကတော့မြန်မာနိုင်ငံရဲ့ထိတဲ့မင်းသမီးကျော်ဝမုံရွှေနဲ့သူ့ရဲ့ခင်မုန်းဖြစ်သူနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်ကြီးကိုနိုင်ပြိုးကျော်တို့ရဲ့အကြောင်းပဲဖြစ်ပါတယ်။အခုဆိုရင်တော့ဝမုံရွှေရကိုဝင်ဆောင်နေရပြီလို့သိရပါတယ်။ပြည်သက်တွေသိကြတဲ့အတိုင်းဝမုံရွှေတယောက်အိမ်အောင်ကျသွားပြီးနောက်မှာသူ့ရဲ့နုပညာလမ်းကြောင်းထက်သူ့ရဲ့အိမ်တော်ရေးကံကပို့ပြီးတော့လူပြောများခဲ့ပါတယ်။ကြာအိမ်တော်ရေးမှာကံကောင်းဆုံးမိန်းကလေးတယောက်ဖြစ်သတ်မှတ်ခံရပြီးသူခင်မရဲ့ queue site ချင်းမြတ်တို့ပံ့ပိုးမှုတွေကတကယ့်ကိုမှအားကြလာအောင်ပါပဲ။ကိုနိုင်ပြိုးကျော်အောင် BB ချိုရဲ့ MG ကကုမ္ပဏီလိုလုပ်ငန်းကြီးတွေပိုင်ဆိုင်ထားတဲ့ထိထန်းသတင်းကြီးတူပါ။ချိုင်းမဲ့သူကသူ့ရဲ့ကျဲဝါမှုတွေကိုဇနီးတဲ့ရဲ့ပျော်ရွှင်မှုအတွက်အဓိကအသုံးပြုသူပါ။ဇနီးတဲ့ကိုမင်းသမီးတစ်ပါးလိုနဲ့သမီးတစ်ပါးလိုထားရှိပြီးတော့ပွဲတက်ဝစ်ဆောင်ကစားလက်ဝိနာဆောင်ဘယ်သူမှမတူအောင်အကောင်းဆုံးခန္ဓာဆုံးဖြစ်အောင်မြဲတဲ့ဖန်တီးပေးလေးရှိပါတယ်။ဒီလောက်ဒီခင်မောတဲ့ဆရာ view design နဲ့ချစ်ခံနေရ view site ခံနေရပုံတွေက social media မှာအမြဲတမ်းရေပန်းစားနေကြတာပါအခုဒီလိုအရာရာပြည့်စုံမိသားလို့ထင်ရတဲ့သူတို့ရဲ့အိမ်တော်ရေးဘွားတွေကိုနောက်ထပ်ပျော်ရွှင်စရာဖြည့်ဆွတ်မှုတစ်ခုရောက်ရှိလာတော့မေဆိုတဲ့သတင်းတွေကနုပညာတိုင်ဝိုင်းထဲမှာရော social media ပေါ်မှာတော်တော်လေးပြန့်နှံ့လာခဲ့ပါတယ်ဒါကတော့ဦးမော်ရွှေရသူတို့ရဲ့ပထမဆုံးရင်သွေးလေးကိုဝင်လေထားရပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီသတင်းဟာဘာကြောင့်မလို့ဒီလောက်ထိလူပြောများစရာဖြစ်သွားလဲဆိုတော့ဒါကမြန်မာနိုင်ငံရဲ့ထိတန်းခရိုနီတထေးကြီးရဲ့မျိုးစိန်သူ့ရဲ့ပထမဆုံးရင်သွေးဖြစ်လာမှာမလို့ပါသူတို့ရဲ့အောင်မြင်မှုကျေဝမှုအားလုံးကိုစက္ကန့်မဲ့သူဖြစ်လာမှာမို့ပရိသတ်တရားရန်ကုန်မှာစိတ်ဝင်တစားစောင့်ကြည့်နေကြတာပါဒါပေမဲ့ဒီနေရာမှာတခုရှိတာကဒီသတင်းဟာတကယ်ကိုအတိပြုပြီးသားသတင်းလားဒါမှမဟုတ်ကောလာဟာလာတသက်လားဆိုတာကိုဘယ်သူမှအတိအကျပြောနိုင်သေးပါဘူးမုံမရွှေတို့ဇနီးမောင်နှံဘက်ကဖြစ်စေသူတို့ရဲ့မိသားစုဝင်တွေဒါမှမဟုတ်သူတို့ရဲ့တရားဝင် Facebook page တွေကဖြစ်စေဒီကိုဝင်ဆောင်သတင်းနဲ့ပတ်သက်ပြီးဘာတစ်ခုမှတရားဝင်ထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူးဒီလိုသတင်းကအတိအကျမှုမရှိတာကြောင့်ပရိသတ်တွေနဲ့အနုပညာသတင်းကိုစိတ်ဝင်စားသူတွေကြားမှာသူလောတွေဖြစ်ကုန်ကြပါတယ်။အချို့ကလေဒီသတင်းကအတွင်းသတင်းရအသိကြပြီ။သူတို့ကအချိန်တိုင်းတာတစ်ခုရှောင်းမှတရားဝင်ချပြခြင်းလို့ညင်းနေတာဆိုပြီးတော့တတိကျယုံကြည်နေကြပါတယ်။အချို့ကလေကီရဲ့လက်တလောပွဲတက်ပုံတွေဓပုံတွေကဝစ်စားစင်ပုံတွေကိုကြည့်ပြီးတော့အရှင်လိုခန္ဓာကိုယ်အလှပေါ်တဲ့ဝစ်စုံတွေမဟုတ်တော့ဘူး။နည်းနည်းဝလာသလိုပဲဘိုက်ကိုတမင်ပုံထားတဲ့ဒီဇိုင်းတွေပဲဝတ်နေသလားဆိုပြီးတော့ထင်ကြီးမျိုးပေးနေကြပါတယ်။တစ်ပတ်မှလေဒါကသူတို့ကိုအာယုံဆိုင်မှုပိုရအောင်တမင်ဖြန့်လိုက်တဲ့သတင်းတူတွေဖြစ်နိုင်တာပဲဆိုပြီးတော့တန်တရားနဲ့စောင့်ကြည့်နေသူတွေလည်းရှိပြန်ပါတယ်ဘလိုပဲဖြစ်ဖြစ်ပါကေတိုစုံတွေဟာအရှာပြည့်စုံနေတဲ့ကြားကနေသူတို့ရဲ့သွေးသားရင်ဖြစ်တဲ့ရှင်သွေးတယောက်ကိုမလို့ချင်းမမျော်လင့်မဲနေစရာအကြောင်းမရှိပါဘူးသူတို့ရဲ့ပြည့်စုံတဲ့ဘဝတွေကိုနောက်ထပ်အဓိပ္ပာယ်ရှိတဲ့မိသားစုဝင်တယောက်တိုးလာဖို့ကြိုးစားနေရလဲဖြစ်ပါတယ်အခုထွက်နေတဲ့သတင်းတွေသာမှန်ကန်မယ်ဆိုရင်တော့ဒါဟာဒီနေ့ထဲမှာအကြီးမားဆုံးနဲ့ပျော်ရွှင်ဆုံးလူပညာသတင်းတစ်ပုဒ်ဖြစ်လာမှသိကြပါပြီပရိသတ်ကြီးတွေနဲ့ရောဟိုမော်ရွှေရဲ့ဒီကိုဝင်ဆောင်သတင်းနဲ့ပတ်သက်ပြီးတော့ဘလို့ထင်မြင်မိကြပါသလဲဒီသတင်းကတကယ်အမှန်ဖြစ်ဖို့ဘလောက်ရာခိုင်နှုန်းလောက်ယုံကြည်မိသလဲတကယ်တော့ဟုတ်ကဲ့ရင်သူတို့မိသားစုတွေဝမ်းသာပီတိပြည့်မိကြမှာလားဆိုတာကိုလည်းကွန်မန့်မှာဝင်ရောက်ပြောကြားရင်းနဲ့ပဲဂုဏ်ပြုစကားလေးတွေပြောပေးလိုက်ကြရအောင်ပါလားရှင်